ဖြစ်ခံတဲ့သူနဲ့တီဆောက်တဲ့သူဟာရရှိတဲ့ရလဒ်တွေအမြဲတမ်းကိုကြွားထားတယ်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေကနေအဖြစ်ခံတဲ့သူပဲဆိုရင်ညီးတယ်စိတ်ကြတယ်ကြောက်စိတ်တွေဝင်လာတယ်အပြင်ကအရာတွေအပြစ်တင်တယ်တီဆောက်တဲ့သူပဲနေလိုက်တဲ့အခါမှာတတိကတ်တယ်ဖြစ်တဲ့အရာကိုလက်ခံတယ်ဒီချေရဲ့အနိကတင်နန်းသူရှိတယ်သူကိုယ်တိုင်စားတော့ဆိုင်တွေဖွင့်ထားတယ်စားတော့ဆိုင်အရန်ကိုရောက်ရတာဒါပေမဲ့စားတော့ဆိုင်ကဒီလိုမျိုးကာလမှာအမြတ်အရန်နေတာသူပြောတော့တလားကိုရောက်အား1000ကျော်အမြတ်40 50ရတဲ့အချိန်မှာခဏတော့တီးခံသေးတယ်ဒါပေမဲ့ minus တွေလတိုင်းအလိုလို3-4လဆက်တိုက်ပြလာတဲ့အချိန်မှာဒါမဟုတ်တော့ဘူးเนาะသူကအဖြစ်ခံတဲ့သူဘက်မှာမနေပဲတီဆောက်တဲ့သူဘက်ကိုသူနေလိုက်တာဒါမဟုတ်တော့ဘူးဒါတစ်ခုပြောင်းလဲဖို့အချိန်တန်ပြီးအခုစားတော့ဆိုင်က minus ပြနေတာကခုပြောင်းလဲဖို့အချိန်တန်နေပြီเนาะလုံနေတာမဟုတ်တော့ဘူးเนาะဆက်ပြီးတီးခံနေလို့မဖြစ်တော့ဘူးဒါပေမဲ့သူလည်းစိတ်တမကြဘူးဖြစ်တဲ့အရာကိုသူလက်ခံတယ်ပြီးတော့ဘာတွေလိုအပ်နေတာလဲသူရှာဖွေတယ်စားတော့ဆိုင်ဆက်နေလို့ရအောင်ဘလို့လုပ်ရမှာလဲနီးလန်းတွေသူရှာတဲ့အခါမှာနောက်ဆုံးသူတွေ့သွားတယ်အော်စားတော့ဆိုင်အခုကာလမှာဆက်ပြီးဖွေလို့မရအောင်သူ့အတွက်အချိန်မပေးနိုင်သူ့လိုမျိုးအချိန်မပေးနိုင်တဲ့သူစားတော့ဆိုင်အပိုင်းမှာလည်းသူအရန်ကြီးမလုပ်နိုင်တဲ့သူဒါပေမဲ့စားတော့ကုန်တွေလည်းသူကြိုက်တဲ့သူဆိုတော့သူဘလို့ဆက်လုပ်ရမှာလဲအဲ့မှာစားတော့ကုန် ready made တွေထုတ်ဖို့ idea ဆိုတာထွက်လာတယ်တွေ့လားစားတော့ဆိုင် mind နဲ့ပြတဲ့အရာကနေရှိပြီးသားစပုတ်မှုတွေလည်းအလုပ်တွေရအောင်ဝန်ထမ်းတွေလည်းအလုပ်ဖြစ်အောင်ဆိုပြီး ready made ထုတ်လိုက်တော့စားတော့ဆိုင်ထက်ကိုအများကြီး income တွေပြန်ပြီးရရှိလာစားတော့ဆိုင်လိုမျိုးအရင်တွေလည်းအများကြီးမကုန်နေတော့ဘူးအရန်ကြီးလည်းမပင်ပန်းတော့ဘူးအချိန်တွေလည်းအရန်ကြီးပေးစရာမလိုပဲနဲ့ထုတ်လိုက်တဲ့စားတော့ကုန်ကတနိုင်ငံလုံးပါလက်လီလက်ကရောင်းလို့ရတဲ့အပြင်နိုင်ငံခြားပါပို့လို့ရတယ်ပြည်ပပါသူပို့ရောင်းတဲ့အထီးဆိုတာဖြစ်လာတယ်ကြုံလာတမျှအခက်ခဲတိုင်းမှာချေတို့တီဆောက်တဲ့ဘက်မှာနေတဲ့သူတွေကကိုယ့်ရဲ့ဘဝနောက်တစ်စိတ်အမြဲတမ်းကိုသက်စေတယ်